ဆက်ညမှာစုစုလောက်လိုက်မယ်ပေါ့နော်စုစုဆိုလို့ရှိရင် okay John 3 is the birthday of စုစုဘာလို့ဆိုစုစုကိုဆရာ John 3နဲ့တွဲပြီးတော့မှတင်ခဲ့တော့ဟုတ်ပြီနော် okay နောက်တစ်ခုဆရာထပ်ကြည့်ရအောင်အဲ့တော့ဒီနေရာမှာမရှိတဲ့ဟာထည့်လိုက်မယ်ထားပါတော့မော okay ဒီနေရာမှာစပြီးပြီ I don't have birthday information for မောတော့မရှိဘူး okay အဲ့ဒါဆိုဆရာ birthday တစ်ခုထည့်လိုက်မယ်ကွာ birthday ဆိုလို့ရှိရင်ဆရာက okay July 30 ထည့်လိုက်မယ်July 30ဆိုရင်birthday database update ဖြစ်သွားပြီသိလား database ကဘာဖြစ်သွားပြီလဲ update ဖြစ်သွားပြီဆိုတော့အဲ့ဒီ July 30နဲ့ဆရာပါပဲတွဲပြီးတော့မှသိမိတာဖြစ်သွားပြီ okay ရလား ဟုတ် okay နော် okay အဲ့ပြီးသွားရင်တော့ပြီးသွားပြီပေါ့နော်ဒါပေမဲ့တစ်ခုရှိရဲ့ဆရာကဒီမှာမရှိတဲ့ဟာကိုပါပဲဒါပေမဲ့ပြန်ပြီးတော့မှပြတာရှိလားမရှိဘူး okay ဒီ prop ပြီးသွားပြီဆိုလို့ရှိရင်တော့ဆရာ for loop ကိုသုံးပြီးတော့မှဘာလုပ်လိုက်မလဲဆိုတော့ပြန်ထုတ်ကြည့်နိုင်မယ်ဆိုတော့ဒီမှာ birthdays dot items အနေမှာကြည့်လိုက်မယ် pre of brain ပြီးတော့ဆိုတော့ဒီညမှာ key နဲ့ value နဲ့ကိုဆိုတော့ပြန်ထုတ်ကြည့်လိုက်မယ်နော်အဲ့တော့ okay ဒီညမှာ run မယ်အဲ့တော့ခုနကအသစ်တွေထည့်မယ်ကွာမော okay မောတော့မရှိဘူးဆိုရင်ခြေရွယ်လိုက် July 30 okay နောက်တစ်ခုကခါကြတော့ဘိုးဆိုထည့်လိုက်မယ်ဘိုးတော့မရှိဘူးဘိုးတော့ကကြတော့ဆက်ပါတော့ December 29 ထည့်လိုက်မယ် December 29 ထည့်လိုက် okay အဲ့ဒါပြီးသွားရင်ထည့်လိုက်တဲ့အချိန်မှာဟာ Leo August စုစု John 3မော July 90မောခုနအသစ်ထည့်လိုက်တဲ့မောက July 30နောက်တစ်ခုကကိုက December 29သိလားရလား